ညံများတဲ့ကောင်မလေးကရှောင်းမေးရဲ့စကတ်ကိုအငှားတက်စီတကားကြားတဲ့တမင်ညက်ထားခဲ့တဲ့ညံများတဲ့ကောင်မလေးကဟန်ဆောင်ပြီးစိတ်ပူပေးနေတဲ့ရှောင်းမေးရဲ့အင်တာဗျူးကအခုပဲစတော့မှမှုသူမငိုချင်တော့အောင်လောနေပြီးဒါပေမဲ့ညံများတဲ့ကောင်မလေးကနေတော်တော်ကန်ကောင်းတာပဲငါစီမှာနင်းရေးပေါ်လဲဖို့အင်ဂျီတစ်ထည့်အစင်သစ်ရှိတယ်လို့ပြောတယ်ဒီအင်ဂျီကအင်တာဗျူးနဲ့ဘလို့မှမလိုက်ဖက်ပေမဲ့ရှောင်းမေးကမဝစ်ချင်ဘူးလို့ပြောတော့ညံများတဲ့ကောင်မလေးကချက်ချင်းမျက်နှာပြတ်သွားပြီးနင့်မှာအခြားရွေးချယ်ဆရာရှိသေးလို့လားကိုတုံးလုံးဖြစ်နေတာထက်စားရင်တော့တော်သေးတာပေါ့တဲ့ရှောင်းမေးလည်းအဝတ်စုပ်ကြီးကိုယူပြီးလဲဝတ်လိုက်ရတော့တယ်ညံများတဲ့ကောင်မလေးကပစ္စည်းကူတဲ့ပေးချင်အောင်ဆောင်ပြီးသူမရဲ့ကိုရေးရဆိုရင်လူကိုတိတ်တဆိတ်လဲပစ်လိုက်တယ်ပြီးတော့အပေါ်ရန်အမွှန်းတင်စကားတွေပြောပြီးအိတ်ကိုရှောင်းမေးစီပြန်ပေးကတုတ်တီးတုတ်ပြထွက်သွားခဲ့တယ်ရှောင်းမေးတယောက်တနာစရာပုံစံဖြစ်နေပေမဲ့လည်းစိတ်တင်းပြီးအင်တာဗျူးခံနဲ့ဝင်သွားရရှာတယ်အင်တာဗျူးစတင်ချိန်မှာတော့တထေးကညံများတဲ့ကောင်မလေးရဲ့ခရီးကိုတော်တော်သဘောကျပေမဲ့အခြားလူတွေကိုလည်းထက်ကြည့်ကျင်သေးတယ်ညံများတဲ့ကောင်မလေးကတကားအပြင်ကရှောင်းမေးကိုလှမ်းကြည့်ပြီးမထီမဲ့ညင်ပြုံးနဲ့သူမကလားဘလို့ကြည့်ကြည့်စရင်ကင်တယောက်ဖြစ်မဲ့ပုံမပေါက်ပါဘူးတဲ့သူထေးကလူကိုအပေါ်ရန်သူမြင်နဲ့မဆုံးဖြတ်ဖို့တတိပေးပေမဲ့ညံများတဲ့ကောင်မလေးကအရှုံးမပေးပဲသူမလျှောက်ထားတာတန်ရှင်းအလုပ်လုပ်ကြားမိတယ်လို့ထပ်ပြောတယ်တထေးကပြုံးလိုက်ပြီးစိတ်ဝင်စားစရာပဲဒါဆိုလို့တွေအတီးပြုကြည့်ရအောင်ပြောပြတာနဲ့ရှောင်းမေးကိုအထက်ခေါ်ပြီးသူမရဲ့ခရီးကိုထုတ်ပြခိုင်းတယ်ရှောင်းမေးကတော့သူမရဲ့ခရီးလက်ခံထားရမှန်းလုံးဝမသိပဲတိုက်ရိုက်ပဲကမ်းပေးလိုက်တယ်တထေးကဖွင့်ကြည့်လိုက်တဲ့အခါတကယ်ပဲတန်ရှင်းဝန်ထမ်းချဖြစ်နေတဲ့တထေးကညံများတဲ့ကောင်မလေးကိုအင်တာပြခုအောင်ပြီးလို့ချက်ချင်းကြင်ညာပြီးလှည့်ပြီးရှောင်းမေးကိုမင်းလဲအလုပ်ရပြီလို့ပြောတယ်ရှောင်းမေးဝမ်းသာသွားခါရှိသေးတထေးကထောက်ကတမျက်စီကိုညွှန်ပြပြီးသူမကိုအခုကတည်းကတန်ရှင်းဆက်လုပ်ခိုင်းတယ်ရှောင်းမေးတယောက်ကြောင်းအန်းသွားစင်မှာပဲတထေးကဘာရက်လုပ်နေတာလဲလုပ်မလားမလုပ်ဘူးလားလို့လောလိုက်တယ်ဒါကရှောင်းမေးအမြဲအိမ်မက်ခဲ့တဲ့စရင်ကန်ရုံမှုအန်ကျိတ်ပြီးပဲအရင်လက်ခံလိုက်ရတယ်အရေးချင်းမရှိတဲ့ညံများတဲ့ကောင်မလေးကအလုတ်စတာနဲ့အမားပေါ်တော့တဲ့စရင်စရာတစ်ခုကိုဆယ်ခါထက်မကစစ်တာတော့မှားနေတော့မဲ့ဘေးမှာတမျက်စီလဲနေတဲ့ရှောင်းမေးကစက်ကြည့်မနေနိုင်တော့ပဲအမားကိုချက်ချင်းထောက်ပြလိုက်တယ်ညံများတဲ့ကောင်မလေးကချက်ချင်းကောင်းကုန်ပြီးအကူကြီးတောင်းတော့ကျင်နာတက်တဲ့ရှောင်းမေးကသူမကိုလက်တွဲပြီးဇရာတစ်ခုလုံးအဆင်ပြေအောင်ဝိုင်းလုပ်ပေးတယ်ညံများတဲ့ကောင်မလေးကဝင်ထုတ်ဝင်ပိုးကြီးကြသွားတယ်လို့နဲ့ကျေးဇူးပဲလို့နှုတ်ဝစကားပြောလိုက်တယ်ရှောင်းမေးကတထေးရှိမှာသူမအတွက်ကောင်းတဲ့စကားလေးအချို့ပြောပေးဖို့တောင်းပန်တယ်သူမကစရင်ကန်တကယ်လုပ်ချင်လို့ပါညံများတဲ့ကောင်မလေးကနှုတ်ကလက်ခံလိုက်ပေမဲ့စိတ်ထဲမှာတော့သူမကိုမောင်းထုတ်ချင်နေတာဒီအချိန်မှာပဲတထေးကအလုတ်လာစစ်တယ်ညံများတဲ့ကောင်မလေးကချက်ချင်းပဲအကောင့်မက်ခံချင်လို့အလုတ်တွေအားလုံးပြီးသွားပြီလို့ပြောလိုက်တယ်တထေးကပြီးပြည့်စုံတဲ့စရင်စရာကိုကြည့်ပြီးအံ့ဩသွားကဒါကိုဘယ်လိုလုပ်လိုက်တာလဲလို့မေးတယ်ရှောင်းမေးကတော့ညံများတဲ့ကောင်မလေးကသူမအတွက်ပြောပေးမလားဆိုပြီးမျှော်လင့်တကြီးစောင့်နေတာဒါပေမဲ့ညံများတဲ့ကောင်မလေးကအကောင်းကောင်းသမျှကိုသူမတယောက်တည်းယူလိုက်လိမ့်မယ်လို့မထင်ထားမိဘူးရှောင်းမေးအကြောင်းကိုတခုမှမဟခဲ့ဘူးရှောင်းမေးလည်းနောက်ဆုံးတော့မအောင်နိုင်ပဲအမှန်တရားကိုပြောချင်လာတယ်ညံများတဲ့ကောင်မလေးကတော့ပြောင်းပြန်လန်ပြီးတန်ရှင်းသမားတယောက်ကများစကားတွေအများကြီးပြောနေရသေးတယ်နင့်အလုပ်နင်းဖြစ်အောင်လှုပ်ဆန်းမလို့ပြန်អော်တယ်ရှောင်းမေးလည်းစိတ်မကောင်းစွာနဲ့လှည့်ထွက်သွားချိန်မှာညံများတဲ့ကောင်မလေးကခြေထောက်နဲ့လှမ်းချောက်လိုက်လို့အမိုက်တွေတပြင်းလုံးပြန်ကျဲသွားတော့တယ်သူမကရှောင်းမေးကိုတန်ရှင်းရေးတောင်တေချာမလုပ်တတ်ဘူးလို့လှောင်ပြောင်နေတော့တထေးကသူမကိုပါစက်ပိတ်ခိုင်းလိုက်ပြရှောင်းမေးကိုမင်းနောက်ထပ်တန်ရှင်းရေးလုပ်เสียမလို့တော့ဘူးလို့ပြောတယ်ညံများတဲ့ကောင်မလေးကကျင်းနေတော့မှပဲနောက်တစ်စက္ကန့်မှာတထေးကမင်းလာပြီးစရင်ကင်လုပ်ကိုလုပ်ပါတဲ့ညံများတဲ့ကောင်မလေးချက်ချင်းပောက်ကွဲသွားပြီးရှင်ယူသွားပြီလားတထေးကဖုန်းကိုချက်ချင်းထုတ်ပြလိုက်ပြီးမင်းလုပ်ခဲ့တဲ့မြကိုဘယ်သူမှမသိဘူးထင်နေတာလားစက္ကန့်ကိုညှက်တာကနေခီလဲတာအထိအထိမှအထင်ရှားကုန်ပါတယ်ရှောင်းမေးလည်းအခုမှပဲသူမအလုပ်တိုက်ခံရမှန်းသိလိုက်ရတယ်စောစောကအခြေအနေကိုလည်းငါအကုန်မြင်ပြီးပြီမင်းကမှငါလိုအပ်တဲ့စရင်ကင်ပဲငါတို့ရဲ့စရင်ကင်အဖွဲ့ထဲကိုကြိုးဆိုပါတယ်တထေးကအဲ့ဒီနေရာတင်ကြီးညာလိုက်တယ်မင်းအလုပ်ထုတ်ခံလိုက်ရပြီပြီးတော့မင်းရဲ့လုပ်ရက်တွေကိုတလောကလုံးသိအောင်ဖြန့်လိုက်အောင်မှာနောက်ဆိုဘဲကုမ္ပဏီကမှမင်းကိုအလုပ်ခံမှာမဟုတ်တော့ဘူးညံများတဲ့ကောင်မလေးလုံးဝပြရခတ်သွားပြီးဒေါသတကြီးနဲ့အပြင်ကိုပြေးထွက်သွားတယ်တကားဝါရောက်တော့အမိုက်လဲတဲ့ကားနဲ့ညှိပြီးစကပ်ပါကျွတ်ကျသွားကလူအများရှိမှအဆက်ကွဲသွားတော့တယ်သူမကလမ်းဖြန့်ပြီးငါ့ကိုအင်ဂျီတစ်ထည်လောက်ပေးပါလို့အော်နေချိန်မှာရှောင်းမေးကတော့ပြုံးလိုက်မိပါတော့တယ်ကန်ကန်ကြီးအကျိုးပါဘဲ